နေတဲ့စိတ်တွေကိုဝေများနဲ့ငြိမ့်သက်နေအခန်းတစ်ခုကိုမောင်းချကငါစိတ်တွေချောက်ကြစေလုံးသားဟာကွဲကြည့်ကရှင်လို့သာပေါင်းများနေသွားမှဒီကိတကောင်းလို့ကထားမယ်လို့ဝဲမစကားကိုမှငါတဲ့ဘုံပြတ်တာရဲ့မဆိုးရဲ့အမတိုင်းဝန်ကစိတ်တလုံးနေခဲ့ဒီကရဲ့ဘက်ပေါက်ွယ်ပိုင်းစားရဲ့မင်းရှိနေတဲ့တွေ့ခံမချောက်လေအိမ်မဆုံးရရုံတော့ချင်မင်းရှိတော့တဲ့ဟိုင်ဘဝမောင်လူများကရုံတော့မရအခန်းတစ်ခုကိုမောင်းချကငါစိတ်တွေချောက်ကြစေလို့သာကွဲကြည့်ကရှင်လို့သာပေါင်းများနေတော့မှဒီရဲ့တခါတော့ဖတ်တာမယ်လို့ဝဲဘူးစကားကိုမှငါတဲ့ဘုံပြတ်တာ